လင်းယူတာလွယ်တယ်လို့ထင်နေတဲ့ဟာမိုင်သိချာကြည့်ထား မနဲ့မိုးလေးလို့ကြက်မတွန်သေးဘူးအိမ်ဦးနက်ကကျမကိုစပြီးတော့တီးပါတယ်အဲ့ဒါပြီးတာနဲ့ကျမစားဖို့တောက်ဖို့အတွက်မနဲ့ထမင်းဦးတည်ရပါတယ်ပေါ့နော်ထမင်းဦးတည်ပြီးပြီဆိုတာနဲ့ကျမအဝတ်တီလျှော်ဖို့အတွက်အဝတ်တီရွေးပြီးတော့လျှော်ရပါတယ်အရင်တော့ကိုယ့်အဝတ်တောင်ကိုလျှော်ရတာပြင်းတာအခုတော့လင်းယောက်ျားအဝတ်ပါကျမလျှော်ရပြန်ပြီလျှော်ပြီးသားဝတ်တီလည်းခြောက်သွားရင်ခောက်ဖို့အတွက်ကျမရောရပါသေးတယ်ရှင်အဲ့ဒါပြီးရင်လည်းစားဖို့တောက်ဖို့အတွက်ထမင်းဟင်းရချက်ရသေးတယ်ဟင်းချက်လို့မပြီးသေးဘူးအိမ်ဦးနက်ကကျမကိုတီးဖို့ခေါ်ပြန်ပြီပြီးသွားတာနဲ့ကျမလည်းမမောနဲ့အိမ်မှာတန်ရှင်းလုပ်ရပါသေးတယ်ဖုန်နေရလည်းခါရပါသေးတယ်ရှင်အလုပ်တွေကလည်းမပြီးနိုင်ပါဘူးရှင်အဲ့ဒါပြီးရင်ကျမတပြက်စီးလေးရသည်တပြက်စီးလေးလို့မပြီးသေးဘူး तू ကတီးဖို့ထပ်ခေါ်ပါသေးရဲ့ရှင် तू တောင်တီးနိုင်ပြီလားပဲကျမလည်းဘာမှခံနိုင်ကြကြောင်းရှိလေတီးပြီးသွားတာနဲ့ကျမလည်းမမောနဲ့ထွက်လာပြီးတော့လှုပ်ရှားရှိရည်ထက်လောက်ရပါသေးတယ်ပကံနေရလည်းဆေးရသေးတယ်ကျမမောလို့ခဏနားတော့ရှိသေးကျမကိုတီးဖို့ထပ်ခေါ်ပါသေးတယ်ရှင်ကျမလည်းတကောင်ထက်ညင်မနဲ့တုပ်ဆိုပြီးတော့တိတ်မိပြီးတော့ဒါခံလိုက်ပါရဲ့ရှင်ကျမမခံနိုင်တော့ဘူးကျမဒီတန်တွေကိုလုံးဝမခံနိုင်တော့ဘူး မိမရေကိုစီလာပါဦး လာပြီကိုကိုရေသွားလောက်မယ်နော်